2556 ခုဩဇာတက္ကရာ1384ခုနှစ်နယုံလပြည်ကျော်9ရက်ခရစ်တက္ကရာ17ရက်6လ2012ညချမ်းကာလ8နာရီမိနစ်30ချီရှမ်းပြည်နယ်မြောက်ပိုင်းသိန္နီမြို့ကျောင်းခန်းကြီးပါတတ္တမပါဠပရိယတ္တိစာသင်္သာကြီးအတွင်း၌ကျောင်းခန်းမင်းစိမပฏิပဒါကျောင်းတွင်ဝေယဝဇ္ဇအဖွဲ့တစ်နှစ်ပြည့်အထိမ်းမှဖြစ်ဖြင့်ဆေးရကျင်းပတဲ့ဓမ္မသဘင်ဒီနေ့ညဦးဇင်းတို့ဒုတိယပိုင်းဟောပေးရမှာဖြစ်ပါတယ်မနေ့ညကဟောခဲ့တဲ့တရားကောင်းစဉ်တော့မှတ်မိလားအဲဒါဗုဒ္ဓဘာသာဟူသည်မှာဆိုပြီးဗုဒ္ဓဘာသာဝင်ပိသစေခြင်းလို့ဗုဒ္ဓအကြောင်းပြောပြခဲ့တယ်ဗုဒ္ဓဘာသာဆိုတာဘာလဲပြောပြခဲ့တယ်ဗုဒ္ဓဘာသာဝင်ဆိုတာဘယ်လိုလူတွေလဲဆိုတာသိဖို့ပြောပြခဲ့တယ်အဲ့ဒါလေးကိုကျင့်ချုပ်ပြီးပြန်မှတ်မိအောင်အာရုံပြုဗုဒ္ဓဆိုတာကဖယားဗုဒ္ဓဆိုတာကဖယားဘာသာဆိုတာကစကားဒါဖြင့်ဗုဒ္ဓဘာသာဆိုတော့ဘု து စကားမြတ်စွာဘုရားရဲ့စကားတော်တရားတော်တွေပိဋကအားဖြင့်ဘယ်နှပုံလဲ3ပုံအဲ့ဒါပြောပြခဲ့တယ်ဝိနည်းပိဋကသုတ်တံပိဋကအဘိဓမ္မာပိဋကအဲ့ဒီပိဋက3ပုံအစီညစ်အနှစ်ထုတ်တော့3မျိုးပဲရတယ်လို့ပြောခဲ့တယ်ဝိနည်းကိုအစီညစ်အနှစ်ထုတ်ရင်ဝိနည်း၅ချမ်းကအာလုံးတစ်ခုတည်းပြောပါရလေသီလသုတ်3ချမ်းကိုအစီညစ်အနှစ်ထုတ်တော့ပါရသမာဓိအဘိဓမ္မာ9ချမ်းကိုအစီညစ်အနှစ်ထုတ်တော့ပညာအနှစ်ရှာလိုက်တော့သီလရဲ့သမာဓိရဲ့ပညာရဲ့အဲ့ဒါလူတန်ဖို့ပဲအဲ့ဒီသီလသမာဓိပညာတိက္ခာ3ပါးလူတို့တန်တန်မြင်မာလာပြီဆိုရင်လူတန်ဖို့လဲမြင်လာသီလကြဆင်းပြီသမာဓိကြဆင်းပြီပညာဉာဏ်นี่ကြဆင်းပြီဆိုရင်လူတန်ဖို့လဲဘာဖြစ်သွားကြဆင်းသွားတယ်ဒီနေ့ကဘာကြီးရုပ်ပစ္စည်းဘလောက်တိုးတက်ဒီအနှစ်သာရ3မျိုးကြဆင်းနေရင်တကယ်တိုးတက်တဲ့ကဘာလို့မဆိုနိုင်ဘူးမနေ့ညကဦးဇင်းတို့သီလအကြောင်းကိုပြောခဲ့တယ်ဒီနေ့ညသမာဓိနဲ့ပညာအကြောင်းကိုအကျဉ်းချုပ်ပြီးတော့ပြောတာဟောရမှာသီလကအခြေခံအုတ်မြစ်ဖြစ်ပါတယ်အ ਨੇ ဆုံးလူတွေဘယ်နှပါးသီလခိုင်မြဲ5ပါးသီလခိုင်မြဲ5ပါးသီလနိစ္စဂရုဓမ္မသီလလို့လည်းခေါ်နိစ္စဆိုတာကအမြဲတမ်းချိန်တိုင်းဂရုဆိုတာအလေးအမြတ်ပြုအလေးအမြတ်ထားပြီးတော့စောင့်ထင်းရမယ်ဓမ္မဆိုတာတရားအလေးအမြတ်အမြဲတမ်းအလေးအနက်ထားအလေးအမြတ်ထားပြီးတော့ထိမ့်သိမ်းရမယ်သီလကိုနေစာဂရုဓမ္မသီလအဲ့ဒီသီလကိုလေးလေးစားစားလူတွေထိမ့်သိမ်းကြရင်လူတွေရဲ့ကိုယ်နဲ့နှုတ်ငြိမ်သက်တယ်သီလကလူကိုယ်နဲ့နှုတ်ငြိမ်အောင်လုပ်ပေးတယ်သီလကလူကိုဘာနဲ့ဘာငြိမ်အောင်လုပ်ပေးကိုယ်နဲ့နှုတ်ကိုငြိမ်အောင်လုပ်ပေးတယ်ကိုယ်နဲ့နှုတ်ငြိမ်အောင်လုပ်ပေးတယ်ဆိုတာကိုယ်နဲ့လည်းမကောင်းမှုတွေမပြုမိအောင်နှုတ်နဲ့လည်းမကောင်းတာတွေမပြောမိအောင်ထိမ့်ပေးတာဗာလဲသီလဒါကြောင့်သီလရှိသွားရင်လူဟာကိုယ်နဲ့လည်းမကောင်းမှုဒုစရိုက်ကိုမလုပ်တော့ဘူးနှုတ်နဲ့လည်းမကောင်းတာကိုမပြောတော့ဘူးအဲ့တော့ဒီသီလရှိတဲ့သူရဲ့ကိုယ်ဟာငြိမ်သက်မသွားဘူးလားမကောင်းတာမပြောတဲ့သူရဲ့နှုတ်ကငြိမ်သက်မသွားဘူးလားအေးသီလကကိုယ်နဲ့နှုတ်ကို
ငြိမ်အောင်လုပ်ပေးတယ်အဲ့ဒီကိုယ်နဲ့နှုတ်ဒုစရိုက်မှုမပြုတ်ပဲမပြောပဲငြိမ်ရင်မဲ့ကမ္ဘာလောကအတော်ငြိမ်ချမ်းမယ်မှန်ရဲ့လားအခုအဲ့သီလတန်ဖိုးမထားကြလို့၅ပါးသီလတောင်ဗလာကျင်းနေကြလို့ဟိုနတ်တတ်မှုဖြတ်မှုကောင်းဖြတ်တတ်တာတွေဖြစ်လိုက်ကဘာကြီးမှာခင်ဗျားတို့နားဆွင့်ကြည်စံသတင်းတွေဟိုနိုင်ငံမှာအဲ့ဒါအသေးခံဘုံခွဲမှုဖြစ်ပြန်ပြီဘယ်နှယောက်တည်သွားပြန်ပြီဘယ်နှယောက်ဒဏ်ရာရပြန်ပြီကဘာသတင်းတွေနားထောင်ဒါတွေကြီးကြားနေရကိုယ်နဲ့နှုတ်ငြင်းရဲ့လားမငြိမ်တာကဘာလူသားတွေဘာမရှိလို့လဲဒါကြောင့်မှတ်ပါရုပ်ပစ္စည်းတွေဘလောက်တိုးတက်သာသနာတော်ရဲ့အနှစ်၃ပါးတွေကအခြေခံဖြစ်တဲ့ဒီသီလမရှိရင်လူတွေကိုယ်လည်းမငြိမ်တယ်လို့နှုတ်လည်းမငြိမ်ဘူးမငြိမ်ရင်မငြိမ်ချမ်းဘူးဟုတ်ပြီလားဒါကြောင့်ကဘာကြီးတကယ်ငြိမ်သက်ငြိမ်ချမ်းစေခြင်းတယ်ဆိုရင်ကဘာသူကဘာသားအာလုံးဘယ်နှပါးသီလအလေးထားအဲ့ဒါတော့အလေးထားပြီးစောင့်ထိန်ရင်ကိုပဲကိုနဲ့နှုတ်ငြိမ်ပါပြီသီလရှိရင်ဘာနဲ့ဘာငြိမ်ပြီဒါပေမဲ့စိတ်တော့မငြိမ်ဘူးစိတ်ကိုငြိမ်အောင်ကြသမာဓိရထိန်ပေတာကိုနဲ့နှုတ်ကိုငြိမ်အောင်ထိန်ပေတာကသီလစိတ်ကိုငြိမ်အောင်ထိန်ပေတာကသမာဓိသမာဓိမရှိရင်စိတ်မငြိမ်ဘူးမှန်ရလားဒီနေ့မျက်မှောက်လောကကြီးပတ်ဝန်းကျင်တိုင်းမှာကလည်းစိတ်မငြိမ်သက်เสียအာယုန်တွေကမများဘူးလားများသလားများတယ်ခင်ဗျားတို့ဘဝတွေကိုကြည့်လိုက်တော့လေတောကဖြစ်เสียပူပန်เสียတွေကမရှိဘူးလားသာသမီရှိတဲ့တော့သာသမီနဲ့ပတ်သက်တဲ့တောကဖြစ်เสียတွေတောကအတွေးတွေမဖြစ်ဘူးလားဇီဝလုံးနေကြတဲ့သူတွေလည်းဇီဝရေးရောင်းရေးဝယ်တာတော့ကြကောင်းလိုက်တော့ကြမကောင်းလိုက်ကောင်းတာနဲ့မကောင်းတာလည်းဘယ်အများကြောက်သမားတွေသွားမေ့ကြည့်ဟုတ်တယ်လေဘာက9လပိတ်လိုက်တယ်ဆိုတော့ကြောက်သမားတွေငုတ်တော့မေ့ရမလို့ဖြစ်ဟုတ်လားတနိုင်ငံနဲ့တနိုင်ငံလည်းဆက်ဆက်နေတာဟုတ်ဗျအဲ့တော့ဟိုနိုင်ငံမှာစီးပွားရေးဟဲ့လားထိပြီဆိုရင်ဒီနိုင်ငံလည်းလာထိတာပဲ globalization ကမ္ဘာတစ်ခုလုံးနဲ့ရှက်နွယ်ပြီးတော့ဖြစ်ပြလာတယ်။ကျမ်းမာရေးကိစ္စဆိုလဲဟိုနိုင်ငံဒီနိုင်ငံကူးတာပဲ။စီးပွားရေးကိစ္စဆိုလဲဒီနိုင်ငံတနိုင်ငံနဲ့ရက်တာမဟုတ်ဘူး။ဟိုနိုင်ငံထိရင်ဒီနိုင်ငံလည်းထိတာပဲ။ဒီနိုင်ငံမကောင်းရင်ဟိုနိုင်ငံလည်းမကောင်းဘူး။အဲ့လိုကမ္ဘာလုံးဆက်ဆံမှုရှိနေတယ်။အဲ့ဒါကိုဉာဏ်ကြီးကြီးနဲ့သိပြီးတော့အတ္တကြီးမှုတွေလျှော့ချမှာငါတို့တနိုင်ငံနဲ့အစဉ်ပြေလို့တကယ်အစဉ်မပြေနိုင်ဘူးငါတယောက်တည်းအစဉ်ပြေုံနဲ့တကယ်မပြေနိုင်ဘူးငါစိတ်ချမ်းသာဖို့ရငါတယောက်တည်းစိတ်ချမ်းသာနေုံနဲ့တော့မဖြစ်ဘူးဟုတ်တယ်မဟုတ်လားကိုယ်နဲ့ဆက်ဆံတဲ့သူတွေစိတ်မချမ်းသာပဲနဲ့ကိုယ်ဘယ်လိုလုပ်စိတ်ချမ်းသာမလဲကိုယ်နဲ့ဆက်ဆံတဲ့သူတွေအားလုံးကငတ်နေရင်ကိုယ်တယောက်တည်းအရှင်ပြေလို့ဓမြတိုက်ခံရမှာပေါ့သဘောပေါက်သလားအေးအဲ့ဒါကြောင့်ခင်ဗျားတို့ဘဝရဲ့ကြည်ပြန်တော့လေစီးပွားရေးတောကအတွေးတွေကလည်းအများကြီးတာယသမီးတောကအတွေးတွေစိတ်မငြိမ်သက်စရာတွေမများလားများလားအဲ့စိတ်မငြိမ်စရာတွေများလို့ကိုယ်ပဲစိတ်ကိုငြိမ်အောင်လေ့ကျင့်ဖို့လိုတယ်တမာတိလိုတယ်စိတ်ကိုငြိမ်အောင်ထားဖို့ကြဘာလို့လဲကိုယ်နဲ့နှုတ်ကိုငြိမ်အောင်ထားဖို့ကဘာလို့လဲသီလလို့စိတ်ကိုငြိမ်အောင်ထားဖို့ကသမာဓိလို့လေခက်တာကအဲ့ဒီသမာဓိရတယ်စတိုးဆိုင်သွားဝယ်လို့မရဘူးအဲ့သမာဓိကဈေးထဲသွားဝယ်လို့ရလားမရဘူးဘသူကိုယ်တိုင်လက်ကျင့်မှာကိုယ်ကိုယ်တိုင်ကိုယ်စိတ်ကိုလက်ကျင့်တည်ဆောက်ယူမှဒီသမာဓိရတယ်ရတယ်အဲ့တော့သမာဓိကျင့်စဉ်မလိုဘူးလားကဲဘယ်လိုလုပ်ကြမလဲစိတ်ကလေးငြိမ်အောင်တ
သမာဓိအကြောင်းတစ်ခုတည်းတင်ဟောကိုအကျယ်ကြီးပေါ့အများကြီးပေါ့ဒါပေမဲ့လူရင်းအိမ်ပါအောင်ယူဖို့อ่ะဝေးလာကြတဲ့ကအသက်မရှိဘူးလားအဲ့ဒီဝင်လေထွက်လေဟာကိုတိတိမတိတိမတိမချင်းမရှိဘူးလားရှိတယ်အခုထိုင်နေတော့လေဝင်လေထွက်လေရှူနေတာပဲထုတ်နေတာပဲသမင်းစားနေတော့လေဝင်လေထွက်လေဟာရှူနေတာပဲထုတ်နေတာပဲဟုတ်ကဲ့မို့လားလမ်းသွားရင်အလုပ်လုပ်ရင်လည်းအသက်မရှူတဲ့သူရှိလားအဲ့ဒီဝင်လေထွက်လေဟဲ့လားအမြဲတမ်းရှူလိုက်ထုတ်လိုက်ရှိနေတာကိုကျတို့ဘယ်လောက်သိတယ်လဲတမာတိဆိုတာနော်စိတ်ကိုအာယုံတစ်ခုတည်းမှာငြိမ်နေအောင်ထားပေးအခုမိမိလုပ်နေတဲ့အလုပ်ပေါ်မှာဒီအလုပ်မပြီးမချင်းဒီစိတ်ကလေးငြိမ်နေအောင်ထားပေးတာအဲ့ဒါဘာလဲမာတိအလုပ်ဆိုတာတရားအလုပ်လည်းပါတယ်လောကီအလုပ်လည်းပါတယ်ပညာရေးအလုပ်လည်းပါတယ်စီးပွားရေးအလုပ်လည်းပါတယ်ကျောင်းသူကျောင်းသားတယောက်ကသူ့စိတ်ဘယ်ထဲမှာထားကျောင်းသားထဲမှာထားရမှာပါကျောင်းသားတဏှာကြီးနေလာလို့ရှိရင်စိတ်ကလေးကကျောင်းသားတဲ့တဏှာကြီးနေအောင်ထားပေးဖို့ဘာလို့လဲသမာဓိလို့စီးပွားရေးလုပ်တဲ့လူတွေထို့တူပဲကိုလုပ်နေတဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှဒီစိတ်ကဟိုရောက်ပြီးတော့မရောက်အောင်ခုကိုလုပ်နေတဲ့အလုပ်မှာတည်ငြိမ်စွာကြာရောက်နေအောင်ထားဖို့ဆိုရင်ဘာလို့လဲအဲ့ဒါမပါဘဲနဲ့လောကီလည်းမအောင်မြင်နိုင်ဘူးလောကုတ္တရာလည်းမအောင်မြင်နိုင်ဘူးဒါဒုတိယအဆင့်သမာဓိဟုတ်ပြီလားအဲကြောင့်အဲ့ဒီသမာဓိကျင့်စဉ်ရတယ်ကျင့်မှရမှာပဲအလုပ်တွေသိရှုံသွန်းလို့ဟဲ့လားပြီးတန့်မထိုင်နိုင်ဘူးဆိုရင်တော့ပင်မလွန်းလို့ညအဲ့ရဝဲဘုရားရှိခိုးသွားပြီးမထိုင်နိုင်ဘူးဆိုရင်တောင်မှအဲ့ရတဲ့တွန်းလုံးလဲပြီးခေါင်းနဲ့ထိလိုက်ပြီးအဲ့တော့မယ်အသက်ကမရှူဘူးလားအဲ့ပြောနေလဲရှူနေတာပဲအဲ့တော့အဲ့မပြောခင်မှာပူပန်စရာတွေတောင်တွေးပြောက်တွေတောကအတွေးတွေတွေးနေမဲ့အစားအသက်ကလေးဝဝရှူဝင်လေလေးကိုသတိကတိမှတ်ပြီးတော့နေဝင်လေဆုံးသွားတဲ့ခါကျတခါထွက်လေကလေးကတွန်းပြီးတော့ထွက်လာပြန်စိတ်ကလေးကိုတာလီဝမှာကထားပြီးတော့ထွက်လေလေးတီးသတိကဝင်လေတီးထွက်လေတီးဝင်လေတီးထွက်လေတီးအဲ့ဒါလေးအိတ်မပြောခင်လေ့ကျင့်လို့မရဘူးလားလူတိုင်းလုပ်လို့ရပါတယ်အသက်ရှူနေတဲ့သူတိုင်းလုပ်လို့ရပါတယ်ဒါပေမဲ့လုပ်ရလားဆိုတော့မလုပ်တော့မငြိမ်ဘူးပေါ့ဟုတ်တယ်မို့လားအဲ့တော့ကျင့်စဉ်တွေကတော့ရှိတယ်မကျင့်တာကခက်တယ်ဒါကြောင့်ဒီနေ့ခေတ်မှာလူတွေရဲ့စိတ်ဟာတမာတိအားတွေအင်မတန်နည်းလာတယ်ဘုရားတို့တရားဟောတာတော့မှခင်ဗျားတို့တဏှာကြီးခွဲသဘောတရားကြီးဟောရင်ငိုက်ကုန်ပြီခုလိုပြောရင်ကြာပြောငိုက်မှသိတယ်အကြာကြီးမပြောဘူးအဲ့တော့ဒီစိတ်ကလေးတွေတခြားမပြတ်အောင်ဘာလို့ဇလန်းလေးတွေထည့်ပြောရတယ်ဇလန်းကြခင်ဗျားတို့ကကိုရီးယားကကြည်နေကြဆိုတော့တမာတိရတယ်လေဇလန်းကြအာယုံဆိုင်နိုင်တာဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်တရားဟောတဲ့ဘုန်းကြီးတွေကလည်းအဘိဓမ္မာသဘောတရားတွေကြီးစွတ်ပိတ်ဟောတဲ့ငိုက်ကုန်တန်းကုန်ရောတမာတိဘယ်လောက်အရေးကြီးတယ်လဲဆိုတာပြောပြတာစိတ်မငြိမ်သက်စရာအာယုန်နဲ့အမတန်ပေါ်လာတဲ့လောကမှာဒီစိတ်ကလေးငြိမ်သက်အောင်အိယာဝင်အိမပြောခင်မှာရောလေ့ကျင့်လို့မရဘူးလားဝင်လေသည်ထွက်လေသည်အဲ့ဒါလေးကြိုးစားပြီးရတယ်လို့သိရင်လည်းအိတ်လိုက်အိပ်ပျော်သွားတောကနဲ့အိတ်မပျော်ဘဲနဲ့တမာတိနဲ့အိပ်ပျော်သွားကောင်းဘူးလားတီးသန့်မထိုင်နိုင်ရင်တော့အဲ့ဒါလိုလေးရတယ်လို့လေ့ကျင့်ဖို့လိုတယ်ဒီလိုဆိုရင်ကိုယ်စိတ်ကလေးကအလုပ်တစ်ခုလုပ်ရင်ဒီအလုပ်ပေါ်မှာဒီအလုပ်ကလည်းတခြားမရောက်မလေ့ကျင့်ရင်မရဘူးနော်အလုပ်ကဒီမှာစိတ်ကဟိုမှာကျောင်းသူကျောင်းသားဟဲ့လားတမာတိကျင့်စဉ်မလေ့ကျင့်တဲ့ကျောင်းသားကျောင်းသူနဲ့လေ့ကျင့်တဲ့ကျောင်းသားကျောင်းသူတူပါမလားလေ့ကျင့်ထားတဲ့ကျောင်းသားကျောင်းသူကစာတဏှာကြီးကျင့်ရင်တဏှာကြီးစာအပြည့်စိတ်ကဒီစာထဲမှာနေတယ်အဲ့တော့နိုင်ဝက်နဲ့
ရမယ်စာဟာနိုင်ဝက်နဲ့ရတယ်အဲ့လိုမစာအုပ်ကြီးတာလတ်ထားတဲ့စာအုပ်ကိုကြည့်ပြီးစာသာကြက်နေတယ်မျက်စိကစာမမြင်စာအုပ်ထဲစာမမြင်မဲနဲ့ဘာတွေများသွားမြင်အဲ့ဒါသူတို့သွားမေးဟမ်ကောင်လေးကကောင်မလေးမျက်နှာမြင်စာကြည့်တာလေအလောက်ကဒီမှာစိတ်ကဟိုမှာကောင်မလေးကလည်းစာကြည့်ရင်လည်းစာမမြင်ကောင်လေးမျက်နှာသွားမြင်ရမလားဒီစာသမာဓိကနေရာတိုင်းလို့တယ်ဒါကြောင့်စိတ်ကိုငြိမ်အောင်ထားပေးဖို့ဘာလို့လဲမတ္တပါအဲ့ဒီသမာဓိကဈေးထဲမှာဝယ်လို့မရခုနလိုပဲလက်ကျင့်ရမှာပဲလူတွေကမလိုဘူးထင်နေတာဒါလို့ကိုလိုတယ်ကိုမထင်ဘူးအဲ့တော့အဲ့ဒါတဏီဝင်လေတိထွက်လေတိမှန်ရင်တဲ့စိတ်ကလေးကဒီနေ့လောက်ခဲ့တာတွေအတွေးစရာတွေကိုပြန်မတွေးဘူးလားအော်တွေးစိတ်ကလေးတွေဝင်လာရင်တွေးတဲ့နောက်ကသိတယ်လားတွေးတဲ့နောက်ကသိတယ်လားအော်တွေးနေပြီဘာတွေးနေတယ်လဲဘာအကြောင်းတွေးနေတယ်လဲဘယ်လိုတွေးနေတယ်လဲအတွေးစိတ်ကလေးသိရတော့တွေးစိတ်ကလေးကပျောက်သွားတဲ့အခါတခါနာသီဝလေးစိတ်ကလေးပြန်ကဝင်လေသည်ထွက်လေသည်အဲ့ဒီလိုသမာဓိကျင့်စဉ်ကျင့်ဖို့လိုတယ်မွေးမြူယူမှရမှာနော်အဘိဓါကိုထိုင်နေတယ်ထိုင်တော့ကဲမထိဘူးလားထိမှုမရှိဘူးလားထိုင်တော့တင်မနဲ့ခင်းနဲ့ထိနေတာပဲခြေထောက်နဲ့ခင်းနဲ့ထိနေတာပဲဒီဘုန်းကြီးလည်းပလင်နဲ့တင်မနဲ့ထိနေတာပဲထိမှုနောက်ကတိမှုလားထိမှုနောက်ကဘာလဲလမ်းသွားတော့လည်းပဲတလန်းပြီးတလန်းလမ်းမှုလားလမ်းလို့ရှိရင်ခြေလမ်းတစ်ချက်ချရင်ထိမှုလေးပေါ်မလာဘူးလားထိမှုနောက်ကသိမှုလားမတ်တက်ရက်တော့လည်းပဲခြေထောက်နဲ့မြေကြီးနဲ့အောက်ကဒီနေရာနဲ့ထိမနေဘူးလားထိမှုနောက်ကသိမှုလားအဲ့ရတဲ့တုံးလုံးလဲနေတော့ပလက်နေတော့လေကြောနဲ့ခင်းနဲ့ထိမနေဘူးလားထိမှုနောက်ကသိမှုလားထိတိတတိဘာလဲတော့ထီတိတတိအဲ့ဒါလေးလေဈေးရောင်းရင်းပဲဖြစ်ဖြစ်သမင်းချက်ရင်းပဲဖြစ်ဖြစ်နေ့စဉ်ကိုယ်အလုပ်တွေလုပ်ရင်းဖြစ်ဖြစ်ရသလောက်ကျင့်ဖို့လိုတယ်ထီဆိုတာဂုထီနေတာပစ္စုပန်ဟုတ်လားဂုထီနေတာလေဂုတိနေတော့စိတ်ကလေးကအတိတ်မှလားပစ္စုပန်မှလားဂုထီတာလေးကိုဂုတိနေတော့စိတ်ကလေးကအနာဂတ်မှလားပစ္စုပန်မှလားပစ္စုပန်မှာညင်သက်စွာကြာရောက်အောင်စိတ်ကိုလေ့ကျင့်ပေးရင်ဖြည်းဖြည်းပါရှိလားသမာဓိရှိအဲ့ဒါလို့လေ့ကျင့်တာတောင်မှအလုတ်ကဒီမှာစိတ်ကဟိုမှာဒူရင်ကမဝေးရာရက်တို့လဲရောက်သွားတတ်ပါပေထတော်တဲ့စိတ်ကအဝေးကိုပြည့်သွားတယ်စိတ်ကထွက်သွားတာတော့မဟုတ်ပေါ့အဝေးကအာယုန်တွေကိုလှမ်းယူတာကိုပြောတာသဘောပေါက်သလားအေးအခုဒီမှာတရားနာနေစိတ်ကအိမ်ရောက်ချင်ရောက်သွားတာဟင်တရားစခန်းဝင်မယ်ဟဲ့ဆိုတရားစခန်းသွားဓမ္မယုံကြီးထဲမှာတရားထိုင်ရင်တရားထိုင်လူကဓမ္မယုံထဲမှာစိတ်ကအိမ်ရောက်လို့ရောက်ပြီးဘိုးချောင်းနဲ့ရောက်လို့ရောက်သားတွေတပီတွေစီရောက်လို့ရောက်မှန်ရဲ့လားဒုရင်ကမဝေးရာရက်တို့လဲရောက်သွားတတ်ပါဝေထသောသမာဓိမရှိတဲ့စိတ်ကကိုယ်နဲ့မကပ်ဘူးဟုတ်လားထိတာလေးကိုတီးနေရင်ကိုယ်နဲ့ကပ်ပြီဝင်လေထွက်လေလေးတီးနေရင်ပစ္စုပန်မှာကိုယ်နဲ့စိတ်နဲ့ကပ်နေပြီအဲ့တတိလွတ်သွားတာနဲ့ဘယ်သူမဆိုဒီဟောတဲ့ဘုန်းကြီးပါဝင်ဘယ်သူမဆိုစိတ်ရဲ့သဘာဝ mind is nature စိတ်ကသဘာဝစိတ်ကသဘာဝငါဟာမဟုတ်ဘူးငါဟာမဟုတ်တော့ငါပိုင်လားစိတ်ငါပိုင်လို့ရှိရင်ငါထားတဲ့နေရာနေရမှာပါနေလားကဲလူကဒီမှာစိတ်ကဟိုမှာဘုရားအဲ့ဒါဟောထားတဲ့ဒူရင်ကမဝေးရာရက်တို့လဲရောက်သွားတတ်ပါပေထသောတဲ့စိတ်ကအဝေးအာယုန်လေးတွေပြည့်သွားတတ်ပါတယ်ဧကစရံတစိတ်ပြီးမှတစိတ်ဖြစ်သောစိတ်ဆိုတာနှစ်စိတ်ပြိုင်တူဖြစ်ရုံထုံးစံရှိတ
စိတ်ပြီးမှနောက်တစ်စိတ်ဖြစ်တာအိမ်မှာတော့တရားနာသွားဦးမှာပဲဆိုစိတ်ကလေးဖြစ်ဘူးလားအဲ့စိတ်ကလေးကအိမ်မှာပဲဖြစ်ပြီးပြက်ကြံခဲ့ပြီဖြစ်ပြီးပြက်ကြံခဲ့ပြီအခုဖြစ်တဲ့စိတ်ကဂုစိတ်စိတ်ပြီးမှစိတ်ဖြစ်တယ်ဒါနှစ်စိတ်ပြိုင်တူဖြစ်တာမဟုတ်ဘူးဧကစရံတစိတ်ပြီးမှတစိတ်ဖြစ်သောအတရိရံကောင်းတဲ့ကိုယ်တည်းလည်းမရှိတော့တဲ့စိတ်ကလက်ဝါးပေါ်တင်ပြလို့တော့မရဘူးပေါ့ကင်လို့တွေ့လို့တော့မရဘူးပေါ့စိတ်ဆိုတာကအဖြူရောင်အနေရအဝါရောင်လို့လည်းမရှိဘူးပေါ့တိုးတယ်ရှည်တယ်လို့လည်းမရှိဘူးပေါ့အကောင်ထဲတရမရှိဘူးတဲ့စိတ်ဆိုတာဒါပေမဲ့စိတ်မရှိဘူးလားရှိတယ်စိတ်ဆိုတဲ့သဘာဝတစ်မျိုးကတော့ရှိကိုရှိတယ်တည်ပြအခုတရားဟောတဲ့အတန်ကြီးကြားလာအာယုံကိုတိတာကိုကဘာရှိနေလို့ပေသွားတဲ့အတုပယုတ်အလောင်းကြီးဒီတန်းချတာဟောကျင်တယ်လို့ဟောကြားမလားအာယုံကိုတိသေးလားဘာမရှိတော့ဒီအာယုံကိုတိနေတာဒီပင်လင်ဘာရှိလို့လဲစိတ်ရှိခြင်းရဲ့တည်ပဲကောင်းထေတရတော့မရှိဘူးအတရိရံကောင်းထဲကိုတရလည်းမရှိသောကိုဟာတယမဗုဒ္ဓိပါတိဟုသောလိုင်၌မိ၍ဖြစ်သောစိတ်တံပြန့်လွင်ပြေးသွားအတွေ့တွေများနေတဲ့စိတ်ဘာတွေများနေတဲ့စိတ်လူကတရားစခန်းမှာစိတ်ကအိမ်မှာဒါတွေသမိတွေစီတွေးလိုက်ညအိယာဝင်အိမ်တကားဝင်တကားမှပိတ်မှပိတ်ရလားသူကတော့ဓမ္မယုံထဲမှာငုတ်တုတ်ကြီးမျက်စိမိတ်ပြီးတရားထိုင်နေတာပဲလူကဒီမှာစိတ်ကဟိုမှာမှန်ရလားစိတ်တံပြန့်လွင်ပြေးသွားတွေးတွေများနေတဲ့စိတ်ကိုရေကျင်ပုဂ္ဂိုလ်တို့သည်တန်ယမေတ္တန်တိတတိပညာဖြင့်စောင့်ရှောက်နိုင်ကြပါပေကုန်၏အဲ့ဒီစိတ်ကိုတတိပညာနဲ့စောင့်ရှောက်ပါဘာနဲ့စောင့်ရှောက်ဝင်လေသည်ထွက်လေသည်ဝင်လေသည်ထွက်လေသည်အဲ့ဒါလေးရသလားမှန်ရင်တွေးစိတ်ကလေးဝင်လာရင်တွေးတယ်နောက်ကသိတယ်လိုက်တွေးတယ်နောက်ကသိတယ်လိုက်သိစိတ်ကလေးလည်းရောက်တွေးတယ်စိတ်ကပြောင်းဟောဝင်လေထွက်လေလေးပြန်ထားနောက်လမ်းသွားတဲ့ခါလည်းပဲအမှတ်ရတိုင်းထိတယ်နောက်ကသိတယ်လိုက်ထိသိတတိအဲ့ဒီတတိပညာနဲ့စောင့်ရှောက်ပါလို့ဘုရားကမမှားဘူးလားစိတ်တံပြန့်လွင်ပြေးသွားတွေးတွေများနေတဲ့စိတ်ကိုရေကျင်ပုဂ္ဂိုလ်တို့သည်တန်မေတ္တန်တိတတိပညာဖြင့်စောင့်ရှောက်နိုင်ကြပါပေကုန်၏တေတို့စိတ်ကိုတတိပညာနဲ့စောင့်ရှောက်နိုင်ကြတဲ့ပုဂ္ဂိုလ်တို့သည်မာရဗန္ဒနာကိလေသာမံကိုရင်းရန်ဆိုတဲ့ထောင်ထဲကနေမောက္ခန္တိမောချကိဉ္စေလွတ်မြောက်ကြပါပေကုန်လိမ့်သတည်းစိတ်ကိုတတိပညာနဲ့စောင့်ရှောက်ရင်ဒီစိတ်ကလေးကတဖြည်းဖြည်းနဲ့ငြိမ်မလာဘူးလားငြိမ်လာတာဘာရှိလာလို့သမာဓိရှိလာအစတော့တရားစခန်းဝင်လဲဘယ်ငြိမ်မှာတော့မြစိတ်ကအိမ်ရောက်မှာပဲပေါ့ဟုတ်တယ်မလားအစတော့ဝင်လေထွက်လေလေးသိတာက2ချက်3ချက်တွေးတာက4 50ချက်ဟုတ်တယ်မလားထိတိတတိလေးသင်္ကြန်ရှောင်းရင်းနဲ့မှတ်လဲထိတာလေးသိတာက2ချက်3ချက်သာသမီတွေစီရောက်တာက4 50ချက်စိတ်ဟုတ်လားသမာဓိမရှိတဲ့စိတ်ဘာမရှိတဲ့စိတ်အဲ့လိုတရေပင်ရနဲ့မဆောင်လျှောက်လို့ရှိရင်တဲ့စိတ်ဟာတဲ့ထောင်ကြတယ်စိတ်ပါကြတော့ကိလေသာထောင်ဘာထောင်နဲ့ကြလောဘဖြစ်เสียအာယုန်နဲ့တွေ့ပြန်တော့လောဘထောင်မကြဘူးလားမကျေနပ်เสียဒေါသဖြစ်เสียအာယုန်နဲ့ကြုံရပြန်တော့တတိပညာမရှိဘူးဆိုမှဖြစ်ရင်ဘယ်သူဖြစ်ဒေါသထောင်ရောမကြဘူးလား
တတိပညာနဲ့သိမနေဘူးဆိုမှဖြစ်ရင်မောဟအမောင်ထောင်နဲ့မကြဘူးလားမြတ်စွာဘုရားကအဲ့ဒီတတိပညာနဲ့တမာတိကိုမွေးမြူပြီးတော့စိတ်ကိုစောင့်ရှောက်ရင်အဲ့ဒီကိလေသာထောင်ကနေလွတ်မယ်ထောင်ကြရင်လွတ်လာလားမလွတ်လာဘူးစိတ်ထောင်ကြရင်လည်းစိတ်မလွတ်လာဘူးလူထောင်ကြရင်လည်းလူမလွတ်လာဘူးမှန်ရလားဒါကြောင့်ဦးဇင်းတို့ဒကာဒကမတို့ဘဝထဲမှာတွေးစရာပူစရာကိစ္စတွေကတော့ရှိမှပဲရှောင်လို့မရပါဘူးရှောင်လို့မရဘူးစိတ်မငြိမ်သက်စရာအာယုန်တွေကတော့ရှောင်လို့မရဘူးစိတ်ကိုငြိမ်အောင်လေ့ကျင့်လို့တော့ရတယ်သဘောပေါက်ရဲ့လားလူကဒီမှာစိတ်ကဟိုမှာမဖြစ်ဘူးလားဖြစ်သလားတွေးတယ်နောက်ကသိတယ်လေလိုက်မတွေးလို့ရှိရင်အတွေးအမြင်တန်းကြီးကမပြတ်တော့ဘူးဟုတ်ရဲ့လားအဲ့ဒါဘာမရှိတဲ့စိတ်တော့တမာတိမရှိတဲ့စိတ်တမာတိမရှိတဲ့စိတ်နဲ့တော့အမှန်မြင်တဲ့ဉာဏ်ပညာမရနိုင်ဘူးဘုရားသာသနာတော်ကသီလသမာဓိပညာသီလရှိမှသမာဓိရတယ်သမာဓိရှိမှအမှန်မြင်တဲ့ပညာရနိုင်တယ်ဒီခုနဲ့တခုကကျေးဇူးပြုထောက်ပံ့ပေးထားတာသီလမရှိရင်သမာဓိလည်းမရှိဘူးသမာဓိမရှိရင်အမှန်မြင်တဲ့ဉာဏ်ပညာလည်းမရနိုင်ဘူးအဲ့တော့သမာဓိကိုထူထောင်လို့တကယ်သမာဓိရှိလာရင်ပညာဉာဏ်ဟာသူ့အတူဝင်လာမယ်မှန်လားအဲ့ဒါလို့မလေးကျင့်ဘူးပဆိုရင်တော့ဖြင့်လူကဒီမှာစိတ်ကဟိုမှာအဲ့ဒါလိုမျိုးအတွေးအမြင်တန်းသွားလို့ရှိရင်မှတ်ထားတော့သမာဓိမရှိရင်ဘုန်းကြီးခေါင်းတောင်ရိုက်မိတတ်တယ်သမာဓိမရှိရင်ဘုရားလက်ထက်ကရိုက်မိပုံလေးပြောပြမယ်ဒီကာရဒေသနာကိုယဟန္တာကောင်းပြန်ရိုက်မိသွားတယ်အတွေးလွန်တဲ့ကိုယ်တော်လေးတစ်ပါးအကြောင်းပြုခေါ်တာပါအဲ့တော့တောတိမြို့မှာမောင်နှမ2ယောက်ရှိတယ်အကိုကြီးကမိဘနှစ်ပါးကွယ်လွန်သွားတော့ညီမလေးကိုစောင့်ရှောက်နေရတယ်ညီမလေးကိုစောင့်ရှောက်ရမယ်တာဝန်ရှိနေလို့သာသူကပါရမီဓာတ်ခံရှိတယ်ပါရမီဓာတ်ခံပြည့်ရတယ်ဆိုတော့လူပေါင်းမပျော်ဘူးလူပေါင်းမပျော်ဘူးယဟန်ဝတ်ပြီးတော့တရားတို့ရအောင်အထုတ်ခြင်းနဲ့ဆန္ဒပြင်းပြဒါပေမဲ့ဒီနှမလေးတာဝန်ကရှိသေးတော့ဝတ်လို့ကလည်းမရဒီတော့နဲ့အချိန်တန်အရွယ်ရောက်တဲ့ခါနှမဖြစ်တဲ့သူကအိမ်တောင်ကျသွားတယ်အိမ်တောင်ကျသွားတော့ငါတာဝန်ငြိမ့်ပြီဆိုအဲ့ဒီမှာမြတ်စွာဘုရားထံပေါက်ပါယဟန်ပြုတ်လိုက်တယ်အကိုဖြစ်တဲ့သူဘာဝတ်လိုက်ပြီလဲဘွဲတော်ကတော့တန်ခရခိတာဘွဲကတန်ခရခိတာယဟန်တော်ဟာပါရမီဓာတ်ခံလည်းပြည့်စုံတော့တကယ်လည်းတရားကိုကြိုးစားအားထုတ်တော့2ရက်3ရက်အားထုတ်လိုက်တာယဟန်တာဖြစ်တယ်ဘာဖြစ်သွားလဲယဟန္တာဖြစ်တာတော့မှတာမန်ယဟန္တာမဟုတ်ဘူးတဲ့ပရစိတ်တဝိဇာဏနာအဘိညာဉ်ခေါ်တဲ့သူတစ်ပါးစိတ်ထဲကြံစီနေတဲ့အတွေးအကြံတွေကိုသိနိုင်မြင်နိုင်တဲ့ဇံအဘိညာဉ်နဲ့တော့ယဟန္တာဖြစ်တာဘာတွေးနေတယ်လဲဆိုတာအာရုံပြုတိုင်းသူသိအဲ့ဒါလို့အသိဉာဏ်ဒူးနဲ့ယဟန္တာဖြစ်တယ်နမလေးကတော့လူပေါင်းမှာအိမ်ရတေတောင်လူပေါင်းမှာဒီလိုပဲနေတော့အချိန်ကြတဲ့အခါမှာသားလေးတစ်ယောက်မွေးဖွားတယ်ဓမ္မဖြစ်တယ်သူကဒီသားလေးကိုရင်ဝတ်မဲ့အရွယ်ရောက်တော့သင်စားတယ်အမေဖြစ်တယ်သူကငါမှတော့လူပေါင်းမှာပူလောင်ရှုပ်ထွေးလိုက်တာငါအကူကြည့်ရတာဘယ်ချိန်ကြည့်အေးချမ်းလိုက်တာယဟန္တာကိုဗျလောဘရှိရဲ့လား
လောဘမရှိတော့လောဘကြောင့်လိုချင်တာမရလို့ပူရတဲ့အပူလည်းမရှိဘူးယန္တာဆိုတော့ဒေါသရှိရဲ့လားဒေါသမရှိတော့ဒေါသကြောင့်မကျေနပ်လို့ပူရတဲ့စိတ်အပူလည်းမရှိဘူးယန္တာဆိုတော့မောဟရောရှိလားမောဟမရှိတော့မသိနားမလဲလို့ပူရတဲ့အပူလည်းမရှိဘူးယန္တာမှာကိလေသာအပူဘာမှမရှိတော့စိတ်ကအေးချမ်းနေတာပါစိတ်အေးချမ်းတော့မျက်နှာတော်ကလည်းအေးချမ်းတယ်ငါအကိုကတော့အေးချမ်းလိုက်တာငါသားလေးကိုလေဒီလိုပဲအေးချမ်းစီခြင်းနဲ့ဆိုပြီးမှကိုရင်ဝတ်ပေးတာကိုရတော့စီမှာကိုရင်ဝတ်ပေးတာသူသားလေးအဲ့ဒီကိုရင်ကိုလေဘွဲ့ပေးတော့တန်ခါရခိတလို့ပဲပေးတယ်အကိုဘွဲ့နဲ့အတူတူပဲပေးတယ်တန်ခါရခိတအဲ့တော့ဦးကြီးတော်ရဲ့ဘွဲ့ကလည်းတန်ခါရခိတတူတော်မောင်ရဲ့ဘွဲ့ကလည်းတန်ခါရခိတဘွဲ့တူပြောပါတော့သူတို့ပြောကြစို့အဲ့ဒီတန်ခါရခိတကိုရင်အသက်20ပြည့်တော့ရမ်းခံပါတယ်ရမ်းခံပြီးတော့ဦးကြီးတော်9နှစ်5ဝါသူနေတည်ခံယူတယ်5ဝါလည်းပြည့်ရောရွာတရွာကနေကြောင်းတိုင်လာပင့်လာကြောင်းတိုင်လာပင့်တော့အဲ့ဒီမှာဦးကြီးတော်ရဲ့ခွင့်ပြုတော့ကြတော့လိုက်သွားပြီကြောင်းထိုင်ရွာတရွာမှာကြောင်းထိုင်ကြောင်းတိုင်ကိုတော်လေးပေါ့ခြေတော်ကလည်းဘုရားလက်ထက်ကခုလိုပဲဘုရားဘာသာတွေအဲဝါဆိုကနေဝါဆိုသင်္ကန်းမကတ်ဟုတ်လားကတ်တလားဝါဆိုသင်္ကန်းကတ်ကြတယ်မဟုတ်လားအဲ့လိုပဲပေါ့ရွာသားတွေကြီးညိုကြတယ်ကြီးညိုကြတော့ဝါဆိုဥက္ကလမှာဒီကိုတော်လေးကြောင်းတိုင်ကိုတော်လေးကိုဝါဆိုသင်္ကန်းကတ်တာအဲ့မှာသူဟိုတော့ကတော့ဗျာသင်္ကန်းဆိုတာခုလို ready made မဟုတ်ဘူးဗျာဘုရားလက်ထက်ကတော့ပိတ်ပိုင်းစလေးတွေရှိတယ်လို့လူကြတာအပိတ်ပိုင်းစားလေးတွေစုထားပြီးမှမလောက်သေးရင်စုထားပြီးမှချုပ်ဆက်ပြီးသိုးရီဆိုးပြီးတော့ဝေးရတာခုလို ready made မရှိဘူးဘုရားလက်ထက်တော့ ready made မဟုတ်ဘူးအခုကတော့လွယ်သွားပြီအပိတ်ပိုင်းစားနှစ်ဆရတယ်ဝါဆိုသင်္ကန်းအဖြစ်ချုပ်ဖို့ပေါ့ဒဇက9000ရှိတယ်ဒဇက8000ရှိတယ်တန်ခါရခိတကိုတော်လေးဒီပိတ်ပိုင်းစားနှစ်စားကြည့်ပြီးတော့ဦးကြီးတော်အရိယာဦးကြီးတော်ဟာတဲ့ငါအမေရဲ့အကိုလည်းဖြစ်တယ်အဲ့တော့ငါရဲ့ဦးလေးလည်းဖြစ်တယ်ပြီးတော့ငါကိုတွင်တင်ဆုံးမခဲ့တယ်ဥပ္ပစ္စေဆရာဆိုကျေးဇူးတွေကြီးတယ်ပိတ်ပိုင်းစားလေးနှစ်စားကြည့်ပြီးတော့အဲ့တော့ကတဲ့ဒီ9000စာလေးကိုတော့ငါသင်္ကန်းချုပ်ပြီးတော့ဝတ်မယ်ဒီ8000စာလေးကိုတော့ဖြင့်ငါသတင်းကွာလာကျွတ်ရင်တဲ့ဦးကြီးတော်စီသွားပြီးတော့ကြော့မယ်ယေရှုသိတဲ့စိတ်တွေဖြစ်နေတာ။ဘာစိတ်တွေဖြစ်နေတာ။ကုသိုလ်စိတ်ယေရှုသိတဲ့စိတ်ဆိုတာကုသိုလ်စိတ်နော်။ဦးကြီးတော်ယေရှုတွေအောင်းပြီ။သူကကြော့မယ်တဲ့။အဲ8000စာလေးသိမ့်ထားတယ်။9000စာလေးတော့သူချုပ်ဆိုးပြီးတော့ဝတ်ပါတယ်။ဒီလိုနဲ့သတင်းဝါလာလည်းကျွတ်တော့အဲ့ဒီ8000ပိတ်ပိုင်းစာလေးကိုင်းပြီးတော့ဦးကြီးတော်သတင်းသုံးနဲ့တောရချောင်းကိုသူလာတာကျောင်းလည်းရောက်ဦးကြီးတော်မတွေ့ဘူးအဲ့လိုဆိုဆုံးဟန်ကြွတယ်ဦးကြီးတော်ယဟန္တာဦးကြီးတော်ယဟန္တာကဘယ်ကြွတယ်ဆုံးဟန်ကြွတယ်တော့မတွေ့တော့ကြတော့အဲ့မှာအေးလေးတဲ့ရောက်တော့ရောက်ခိုက်ဦးကြီးတော်ဆုံးဟန်ပြန်မရောက်သေးခင်ကျောင်းကိုရောက်ဥစ္စာလေးလို့အုံးမဆိုကျောင်းဝိုင်းနဲ့တပြည့်စီလေးလဲအောက်ရေအိုရေရေဖြစ်ဦးကြီးတော်လေကရက်ဘေးနာကဒီခြေဆေးအင်တုံထဲမှာလည်းရေရေဖြစ်ပေါ့ကိုရောက်ဥစ္စာတွေလုပ်ပြီးစောင့်ဦးကြီးတော်ဆုံးကန်တပိတ်ပိုက်ပြန်ကြွလာတာမြင်တော့ဦးကြီးတော်လည်းနေပူတဲ့ဆုံးကန်ပြန်ကြွလာချွေရွှဲလို့ပေါ့အဲဦးကြီးတော်ဆရာတပိတ်ကိုစီယူပြီးမှတပိတ်ကိုတင်းတော်ရထားဦးကြီးတော်ခြေဆေးရခတ်ပဲပြီးတော့ဦးကြီးတော်ထိုင်ဖို့နေရာလေးခင်းဦးကြီးတော်ကလည်းအဲဒီမှာချွေရွှဲလို့သူခင်းပေးတဲ့နေရာထိုင်ရက်တောင်လေးပေးနာချဒီလိုထိုင်ရွက်ကလေးပေါ့ဦးကြီးတော့ချွေးတွေဆွဲနေတော့ချထားတဲ့ရက်တောင်လေးကောက်ကိုင်းပြီးရက်ခတ်ပေးတယ်အမောပြီပေါ့ဦးကြီးတော့ချွေးတွေပါလေရက်ခတ်ပေးလို့တိတ်သွားပြီဆိုမှရက်တောင်လေးခဏချအဲ့စစ်တောင်ပိတ်ပိုင်းစာလေးဦးကြီးတော့ဗျာတဲ့
တပည့်တော်ဟောဒီရှစ်တောင်ပိဿဘာသောကာလရကြတဲ့ဦးတော်ကြော့မယ်လို့ကြည်မှန်းပြီတော့အခုကြော့ဖို့လာခဲ့တာပါတဲ့ဒီရှစ်တောင်သင်္ကန်းစကိုတပည့်တော်အားသင်္ကန်းတကားဖြစ်ချင်းမြောက်သောအဖြစ်လက်ခံတော်မူပါလှူတာဦးတော်ကယဟန္တာဦးတော်ဘာတော့ယန္တာဆိုတော့အမြင့်ဆုံးနိဗ္ဗာန်ချမ်းသာကြီးသူကိုယ်တိုင်မခံစားရဘူးလားခံစားမသိဘူးလားသိသလားနိဗ္ဗာန်ချမ်းသာနဲ့လောကီချမ်းသာနဲ့အရိယာသူတော်ကောင်းတွေဖို့တော့ဩမိုးနဲ့မြေပေါ်သူတော်မောင်းတဲ့ကျောင်းတိုင်ဘုန်းကြီးဘဝနဲ့လက်လာပါတယ်နဲ့မျောပြီသူပြောနေပြီကြည်စားတရားတို့တရားမြတ်ရအောင်အားထုတ်ပြီးတော့တန်တရားဝိဒုက္ခကလွတ်အောင်ယုံမယ်ဆိုတဲ့စိတ်ကလေးတောင်မဖြစ်ပေါ်ပဲဘူးတဲ့ယန္တာဦးကြီးကတွေးနေတာသူ့တူတော်မောင်ဦးစင်းလေးကိုကြည့်ပြီးတော့ငါပညာပေးအောင်ပါပဲပညာပေးအောင်ပါတူတော်မောင်နဲ့ဟောဒီမှာတပိတ်တလုံးသင်္ကန်းသုံးတယ်ဆိုရင်ငါအတွက်လုံလောက်နေပြီမလိုဘူးတဲ့သင်မဲဝတ်ပါအလိုခံရလားအမှန်ကတော့ချိုးကြံမှချမ်းသာတယ်လောဘကြီးနေရင်မချမ်းသာဘူးဆိုတာကိုပညာပေးနေတာခင်ဗျားတို့ရောချမ်းသာပါလားနေသိန်း100ရှိတဲ့သူတွေရောချမ်းသာပါလားသိန်း1000ရှိတဲ့သူရောချမ်းသာပါလားသိန်းပေါင်း1000ရှိတဲ့သူရောချမ်းသာပါလားဗျာများတွင်ကြောက်တွင်းတွေပိုင်တဲ့တထေးတွေကိုတကယ်ချမ်းသာပြီလားယာရုရှင်အာနာရှင်တွေရောတကယ်ချမ်းသာရဲ့လားလောဘကြီးလေမချမ်းသာလေမှန်လားလိုချင်နေလေမချမ်းသာလေအလိုနဲလေချမ်းသာလေအဲ့ဒါကိုသူပညာပေးတယ်ဝိတော်တော့မလိုပါဘူးတဲ့သင်မဲဝတ်ပါသူဝမ်းနေသွားမဟုတ်ဗျာတဲ့တပည့်တော်ဒီမှာ9000စားချုပ်ပြီးဝတ်ထားပါပြီတဲ့ဒီဟာကရကြတဲ့ဦးတော်ကတော့ဘူးတပည့်တော်ရေမှန်းထားတာလေးပို့လို့လက်ခံပါဗျာဒုတိယအကြိမ်ထပ်ပြီးလှူတယ်လက်ခံရလားတပိတ်တလုံးသင်္ကန်းသုံးတယ်ဦးတော်အတွက်ပြည့်စုံနေပြီလုံလောက်နေပြီတဲ့မလိုတော့ဘူးတဲ့ဒုတိယအကြိမ်ပယ်ချတော့ပိုဝမ်းနေသွားကိုတော်လေးငါမှာတော့ဖြစ်ငါအမေရဲ့အကိုငါရဲ့ဦးကြီးတော်ပြီးတော့ငါရဲ့ဥပိ္ပဒေဆရာတော်တင်ဆုံးပါတဲ့ဆရာကျေးဇူးများတယ်ကျေးဇူးသိတဲ့စိတ်နဲ့ငါမှလာကြတော့လက်မခံဘူးသူဝမ်းနေသွားဟုတ်ပါဗျာတဲ့တပည့်တော်သင်္ကန်းတရားကလေးဖြစ်နေချီးမြှောက်သောအဖြစ်လက်ခံပါတော့တတိယအကျင့်ထပ်လို့လေဦးတော်ကအလူခံရလားအလိုနဲ့လေချမ်းသာလေအလိုများလေရှင်ရဲ့လေဒါကိုသိအောင်ပြောတယ်သူသဘောမပေါက်ဘူးဝမ်းနေတဲ့စိတ်တွေဖြစ်တတိယအကျင့်နဲ့ပယ်ချလိုက်တော့သူနိုင်သွားတယ်ဝမ်းနေသွားတယ်သင်္ကန်းစာလေးပြေးချရက်တောင်လေးပြန်ကောက်ကိုင်းပြီးဦးတော်ရက်ခတ်ပေးနေစိတ်တဲ့တောင်တွေးမြောက်တွေးလူကဒီမှာစိတ်ကဟိုမှာလူကဦးတော်နားမှာထိုင်းရရရက်ခတ်ပေးနေတာစိတ်ထဲမှာဝမ်းနေပြီးဝမ်းနေတဲ့အတွေးတွေသူတွေးနေဩငါနဲ့နော်ပါရမီနေလိုက်တာမဉ္ဇဉ်ဘုံဉ္ဇဉ်နိဗ္ဗာန်ရဖို့တော့ဝေးရောတဲ့သင်္ကန်းတရားကလေးတောင်ဖြစ်ထိုက်တဲ့ပါရမီငါမှမရှိလို့ဦးတော်ငါကိုမချေမြောက်တာဖြစ်မယ်တဲ့အဲ့တော့မဉ္ဇဉ်ဘုံဉ္ဇဉ်နိဗ္ဗာန်ရဖို့ပါရမီဓာတ်ခံမပြောနဲ့သင်္ကန်းတရားကလေးဖြစ်ထိုက်တဲ့ပါရမီတောင်မှမရှိရင်ငါသာသနာပေါင်းနေလို့ဘာထူးမလဲရခတ်ပေးနဲ့တွဲနေတာလူကဒီမှာစိတ်ကဟိုမှာမထူးငါလူထွက်တော့မယ်စိတ်ကမှာရက်ခတ်ပေးနေလူထွက်မယ်လူထွက်တာကတော့ဟုတ်ပြီလူထွက်ရင်တပိတ်ပိုက်ဆွမ်းခံစားလို့တော့ရမလားမဖြစ်ဘူးစီးပွားရေးလောက်ရမယ်လူထွက်ရင်စီးပွားလောက်ရမှာတဲ့
စီးပွားရေးလုပ်ရင်အရင်နည်းဟာလိုမယ်အဲ့တော့အရင်နည်းအောင်ငါဘယ်လိုလုပ်ရင်ကောင်းလဲမထူပါဘူးတဲ့ဒီပိတ်ပိုင်းစာလေးသင်္ကန်းစာလေးဥကြီးတော့လက်မခံမှတော့ဒီသင်္ကန်းစာလေးရောင်းပြီးတော့အရင်နည်းတောက်မယ်ဆိုပြီးတော့အဲ့မှာသင်္ကန်းစာလေးရောင်းပလိုက်ရောစိတ်ကူးတယ်မှာဘာရောင်းလိုက်တော့ပိတ်ပိုင်းစာလေးရောင်းမလိုက်တော့ပတ်စံရရောပေါ့ဗျာသူကတော့ရက်ခတ်ပေးနေထိုင်ရအဲ့တော့အရင်နည်းလေးလည်းရကောငါဘာလို့ကောင်းမလဲစီးပွားရေးလို့တွေးဟုတ်ပြီတဲ့မွေးပြူရေးလုံးမယ်တဲ့ဘုန်းကြီးလူတွေတွေးပုံဘာလို့မှလဲတော့တော်သေးတယ်အရက်ရောင်းမယ်မတွေးလို့ဘေးရောင်းမယ်မတွေးလို့တော်သေးဘုန်းကြီးလူတွေပြောပါတယ်ဒီဇတ်လန်းလေးကဘုန်းကြီးလူတွေပြောနေတာတကယ်မထွက်သေးဘူးစိတ်ကူးထဲမှာဘာမွေးကောင်းလဲငါမွေးရရင်ကောင်းမလားနွားမွေးရရင်ကောင်းမလားစိတ်မွေးရရင်ကောင်းမလားအဲနွားနဲ့စိတ်ဘာမွေးကြနွားကသားကြမမြန်ဘူးတဲ့စိတ်ကသားကြမြန်တယ်တွေ့ကြရလဲသားတယ်မဟုတ်လားအဲ့တော့ငါစိတ်ပဲမွေးတော့မယ်ဆိုပြီးသင်္ကန်းရောင်းရတာပတ်စံလေးနဲ့စိတ်ဝယ်ပြီးတော့မွေးတာကြောင်းတလေတော်တဲ့စိတ်တွေလဲပြီးတော့ကြောင်းတယ်စိတ်တွေလည်းဟိုတက်စားဒီတဲ့အကောင်တက်ပင်လဲတခါဗရက်ရက်ပြီးတော့တွေ့ကြရအကောင်စားစိတ်ကြောင်းနေတာလူကဒီမှာစိတ်ကဟိုမှာလူကဦးကြီးတော်နာမှာရက်ခပဲနေတာစိတ်ကချိတ်ကြောင်းနေတယ်တန်ခရခိတာဘယ်သူပါလဲအဲ့ဒီမှာစိတ်တွေလည်းဖြည်းဖြည်းပွားလာသားကြမြန်တကူဗျစိတ်တွေပွားစိတ်အုပ်လိုက်ကြီးဖြစ်လာတိုးပွားလာဟန်ကြပြီတဲ့ဒီလောက်ဆိုရင်တော့အလုတ်ဖြစ်ပြီစိတ်အုပ်လိုက်ကြီးရောင်းပလိုက်စိတ်အုပ်လိုက်ကြီးရောင်းမလားပတ်စံလေးအများကြီးရတာပေါ့ပတ်စံလေးလည်းများလည်းရလာရောမိမကောက်ယူချရတာအိမ်တော်ပြုတ်လိုက်တယ်လူကဒီမှာစိတ်ကမင်္ဂလာဆောင်လိုက်ပြီစိတ်ရောင်းလို့ရတဲ့ပတ်စံနဲ့အိမ်တော်ပြုတ်လိုက်အိမ်တော်ပြုတ်တော့ဒီလိုနဲ့အိမ်တော်တွေတို့ဘာဝတိုင်းနေလာတော့ကြတော့သားလေးတစ်ယောက်မွေးတာသားလေးတစ်ယောက်မွေးတော့သူစိတ်ကူးထဲမှာနာမည်ပေးနေတာဘလို့နာမည်ပေးရရင်ကောင်းဟာဟုတ်ပြီတဲ့ငါအမေဟာတဲ့သူ့အကိုငါဦးကြီးတော်ကိုချစ်လွန်းလို့ငါနာမည်ကိုတဲ့ဦးကြီးတော်နဲ့တူအောင်တန်ခါရခိတလို့နာမည်ပေးထားတာတဲ့အဲ့တော့ငါလည်းပဲငါသားလေးကိုငါနာမည်နဲ့လည်းတူအောင်ငါဦးကြီးတော်နာမည်နဲ့လည်းတူအောင်ကင်မိုးတက်လူကဒီမှာစိတ်ကကင်မိုးတက်နေတဲ့ကလေးနာမည်ပေးနေတာဒီလိုနဲ့သတင်းဝါလာတဲ့ကြော်ရောအေးတဲ့ငါလဲသားလေးတယောက်ရတာဦးကြီးတော်လည်းမသိသေးဘူးတဲ့ဦးကြီးတော်စီမရောက်တာလဲကြာပြီတဲ့အောင်မအနာမှာထိုင်နေမရောက်တာကြာဦးကြီးတော်စီမရောက်တာလဲကြာပြီတဲ့အဲ့တော့ဦးကြီးတော်လည်းကတော့အရင်မိမအလှလေးလဲပြရင်ပေါ့ဒီတာရဲလေးလဲပြရင်ပေါ့သွားကတော့ဥမာပဲဆိုလဲရင်လေးပေါ့မိမနဲ့ကလေးတင်းပေးမှရဲ့တောရချောင်းမောင်းလာတာလူကဒီမှာစိတ်ကဟိုမှာမောင်းလာတာလဲမောင်းရင်လည်းမိမတော့ကလေးလေးရင်ခွင်နဲ့ပွေတော့ပေါ့ကလေးချီကျင်သိပ်ပေါက်ဟိုသားလေးဟိုဗျချီကျင်သိပ်ပေါက်တော့လဲမောင်းရင်လည်းမိမရေးတဲ့ကလေးငါချီအောင်မယ်တဲ့ပေးအောင်နဲ့ဆိုမိမစိတ်မချဘူးတော့လဲတော့တဲ့ကိုလဲကိုမောင်းစမ်းပါတဲ့လဲမောင်းတာတစ်ဖက်ကလေးကတစ်ဖက်နဲ့လွတ်ကြသွားမှဖြင့်မပေးဘူးမိမမပေးတော့စိတ်ကဘယ်ချင်နိုင်မလို့ကိုသားကိုလည်းချီကျင်တာဟုတ်ဗျမင်းကလည်းကွာတဲ့ရပါတယ်ပေးပါတယ်ငါသားငါလည်းချီကျင်တာပေါ့ဆိုမိမဆင်ဆွဲတော့လည်းကိုလဲကိုမောင်းစမ်းပါတော့ပေးတယ်ပါကွာငါလည်းချီကျင်လို့ပါလူတာအဲ့မှာမအိမ်နဲ့ဖိန်နဲ့လူရင်ဆွဲရင်ကြားတဲ့ကလေးလေးကလဲပေါ်ဘုတ်ဆိုပြုတ်ကြချစ်ချင်တော့လဲလန်းချောင်းမော်တဲ့ကြတော့လဲပိနဲ့ဗိုက်ဖြတ်တဲ့သေရောကလေးသေသွားတော့တခါလေထောင်းရတဲ့ဆိုဒေါသထွက်
ဒီမိမကွာဒီကလေးတောင်နိုင်အောင်မထိန်နိုင်တဲ့မိမအတော်အသုံးမကျတဲ့ဟာမဆိုလှဲမောင်းရင်းနဲ့နဒန်နဲ့မိမကောင်းကိုဝမ်းဆိုရိုက်ချနေနန်နဲ့ကောင်းကိုဝမ်းဆိုရိုက်ချလက်ထဲကင်ထားတာနေနန်ဟုတ်ရဲ့လားဘာကြီးတို့ရတောင်ကြီးအနားထိုင်နေတာသူမိမဟုတ်ရဲ့လားဘသူတို့အဲ့တော့ဦးကြီးတို့ကောင်ထားရကြီးနဲ့ဝမ်းဆိုရိုက်မိတော့သမာဓိမရှိရင်ဘုန်းကြီးကောင်ရိုက်မိတယ်ဆိုတာဒါပြောတာဝမ်းဆိုတခါလေထားရကြီးနဲ့ဦးကြီးတို့ကောင်ရိုက်ချတယ်စိတ်ညာအံ့ဩဖို့ကောင်းတယ်နော်လက်ထဲကင်ထားတာထမ်းရွက်ရထမ်းရွက်ရကနှင်တန်ဖြစ်လို့ဖြစ်အနားထိုင်နေတဲ့ဦးကြီးတော်ကဘိမဖြစ်လို့ဖြစ်လူကဒီမှာစိတ်ကဟိုမှာကွမ်းဆိုရိုက်ချတယ်ဦးကြီးတော်ကယဟန္တာဦးကြီးတော်ကဘာတော့ယဟန္တာဆိုတော့တာမန်ယဟန္တာတော့မဟုတ်ဘူးသူများစိတ်ကြံစီသိတယ်ယဟန္တာအဲ့တော့သူတော်မောင်ဘာတွေတွေးနေတယ်ဆိုတော့သိနေတော့ကြတော့ဦးကြီးတော်ဗာမိတ်လို့ဆိုတော့ဟဲ့ယဟန်ငယ်တဲ့မင်းမိမမင်းထီအောင်ရိုက်ပါလားငါယဟန်မှာဘာအပြစ်ရှိလို့ရိုက်တာလဲပြောလေပြောချလဲအဲ့ဒီကြမှာမျက်နှာရဲကနေတော့ဟာသွားပြီရှက်တယ်ထွက်မယ်အဲ့ကြမှာတကယ်ထွက်မယ်ဆိုချပြေးတာရက်တောင်လေးချပြီးထပြေးတာအဲ့ကြတော့ကြောင်းရှိတဲ့ကိုရင်ကြီးတွေဦးစင်းခဲ့တယ်လိုက်ဆွဲတာဟဲ့တန်ခါတဲ့ခိတတပည့်တော်ရှက်တယ်ဗျာသွားမယ်ထွက်မယ်ဇွတ်လိုက်ဆွဲကြတာကိုရင်ကြီးတွေဦးစင်းလေးတွေကလည်းနေအောင်လေတဲ့ရဟန်းဆိုတာဒီလိုစိတ်လိုက်မာကြီးမလုပ်ပါနဲ့ဘယ်သွားမှာတပည့်တော်ရှက်တယ်ထွက်မယ်တဲ့ခုမှတကယ်ထွက်မှာခုနတော့အစမ်းထွက်တာရှက်တယ်ထွက်မယ်တဲ့ဆိုတော့အေးပါတဲ့ထွက်တော့လေထွက်တာပေါ့တဲ့ဒါပေမဲ့မြတ်စွာဘုရားရှိသေးတယ်လေဘယ်သူရှိသေးတယ်မြတ်စွာဘုရားရှိဖူးမြော်ပြီးမှထွက်ပေါ်လာပါဆိုချော့ပြီးတော့ခါတယ်ဘုရားရှိဆွဲခေါ်သွားတန်ခရခိတာဘယ်တော့ကမြတ်စွာဘုရားရှိတော်မှာရောက်တော့ဒီယဟန်ရဲ့တန်ခါရခိတလူထွက်ရှင်နေတယ်ဗျာဆိုတော့မြတ်စွာဘုရားဟုတ်ရဲ့လားဆိုတော့ဟုတ်ပါတယ်ဗျာတကယ်ကိုထွက်ရှင်နေတာပါတဲ့ဘာလို့ထွက်ရှင်တာတော့ရှက်လို့ဗျာဘာလို့ရှက်တာတော့ဆိုတော့ဦးကြီးတော်ကောင်းဘာနဲ့ရိုက်ခဲ့ရက်တောင်နဲ့ရိုက်ပြီအဲ့မှာမြတ်စွာဘုရားခုနခါရလေးကိုဟောတာပါဒုရင်နမဝိယာယတ်တို့လည်းရောက်သွားတဲ့ပါဝေထတော်လူကဒီမှာစိတ်ကဟိုမှာတမာတိမရှိတဲ့စိတ်ဘာမရှိတဲ့စိတ်အဲ့ဒီမှာမြတ်စွာဘုရားစိတ်အကြောင်းကိုဟောတော့သံဃာရကိတရရဲ့လက်အောက်ခြေပေးမှဒီတရားကိုနာယူပါတယ်ဒုရင်ငမဝေယယတ်တို့လည်းရောက်သွားတဲ့ဗဗေထတော်ဧကစရံတစိတ်ပြီးမှတစိတ်ဖြစ်တော်စိတ်ဆိုတာတစိတ်ပြီးမှတစိတ်မဟုတ်ဘူးလားဟုတ်သလားအခုကကြည့်လေသူသင်္ကန်းစာလေးရပါစတုန်းကကျေးဇူးသိတဲ့စိတ်တွေကြော့ကျင်တဲ့စိတ်တွေမဖြစ်ဘူးလားအဲ့ဒါတစိတ်ကျေးဇူးသိတဲ့စိတ်ကုသိုလ်စိတ်ကြော့ကျင်တဲ့စိတ်လှူကျင်တဲ့စိတ်ကုသိုလ်စိတ်ဒီလိုနဲ့တရင်ပြတော့သူလာပြီးတော့သင်္ကန်းစာလေးမလှူလားဦးကြီးတော်နဲ့မတွေ့လို့ကြောင်းတန်ရှင်းရေးတွေပါလေဝေယောစာတွေရှောက်လုံနေတော့ကုသိုလ်မရဘူးလားကုသိုလ်စိတ်တွေဖြစ်ဦးကြီးတော်ပြန်လာအဲ့ဒါစီကျိုးရက်တောင်လေးခါပေးချွေးတိတ်သွားအောင်အဲ့သင်္ကန်းစာလေးလှူလိုက်တော့ကိုကလက်ခံရလားလက်မခံတော့စိတ်ထဲဘယ်နဲ့ဖြစ်တော့ဝမ်းနေတဲ့စိတ်ဟောအခုနောက်တော့ကကုသိုလ်စိတ်ကနေပြီးဘာစိတ်ပြန်ဖြစ်သွားဝမ်းနေတဲ့စိတ်အကုသိုလ်စိတ်ပြန်ဖြစ်သွားဒါပေမဲ့သူစိတ်သူသိရလားဘယ်သိမလို့ကြည့်မှမကြည့်တာဘာမရှိလို့
တမာရီမရှိတော့ကိုယ်စိတ်ဘာဖြစ်နေမှလဲမသိဘူးဥယျတော့လက်မခံထိုးအောင်လေတဲ့ပါရမီမရှိတဲ့သူတော့လူထွက်မယ်ဟောလက်မခံတော့လူထွက်ခြင်းတဲ့စိတ်ဖြစ်မလားဘူးလားအဲ့ဒါတစိမ့်လူထွက်တာကတော့ဟုတ်ပြီစီးပွားရေးလုပ်ဖို့အရင်ကြီးလိုတယ်သင်္ကန်းရောင်းပလိုက်ရောသင်္ကန်းရောင်းတဲ့စိတ်ကတစိမ့်ရောင်းရတဲ့ပိုက်ဆံလေးနဲ့စိတ်တွေဝယ်လိုက်တာကတစိမ့်တော်တဲ့စိတ်တွေလက်ကြောင်းတဲ့စိတ်ကတစိမ့်စိတ်အုပ်ကြီးရလာတော့ရောင်းလိုက်တာကတစိမ့်ရောင်းပြီးရတဲ့ပိုက်ဆံလေးများလာတော့မိမယူလိုက်တာကတစိမ့်အိမ်မယူပြီးကလေးလေးမွေးကင်မွန်းတက်နေတာကတစိမ့်ဦးကြီးတော်စီသွားဖူးအောင်မဆိုတဲ့စိတ်ကတစိမ့်လဲရင်လေးပေါ်မိမနဲ့ကလေးတင်းပြီးတော့မောင်းသွားကလေးချီခြင်းတဲ့စိတ်ကတစိမ့်ကလေးလွတ်ကြသွားတော့ဟာဒီဟာမအတုံးမကျဆိုတဲ့ဒေါသစိတ်ကတစိမ့်ဧကစရံတစိမ့်ပြီးမှတစိမ့်ဖြစ်သောဒါပေမဲ့သူ့စိတ်သူပြန်ပြီးတော့မကြည့်တော့မသိတော့တစိမ့်ပြီးမှတစိမ့်ဖြစ်မှသူသိရလားဘာမရှိလို့အမာရီမရှိတော့စိတ်အစဉ်တန်းကြီးကိုငါလို့ပဲထင်နေတယ်ငါတွေးတယ်လို့ပဲထင်နေတယ်တဘာဝလို့မသိပညာဉာဏ်မရှိရင်အမှန်မမြင်နိုင်ဘူးပညာမရှိရင်အမှန်မမြင်နိုင်ဘူးတမာရီမရှိဘဲနဲ့လည်းပညာဉာဏ်မရနိုင်ဘူးသဘောပေါက်လားအေးအဲ့ဒီမှာအခုမြတ်စွာဘုရားဟောတဲ့တရားစိုက်ပြီးတော့နာဧကစရံတစိမ့်ပြီးမှတစိမ့်ဖြစ်တော်တဲ့အတရိရံကောင်းတဲ့ကိုယ်တရလည်းမရှိတော့ကိုဟာတယမဗုဒ္ဓိပါတိဟုသောလိုက်နဲ့မြေရွယ်ဖြစ်သောစိတ်တံပြန့်လွင်ပြေးသွားအတွေ့များနေတဲ့စိတ်ပါရမီများနေတဲ့စိတ်စိတ်တံပြန့်လွင်ပြေးသွားတွေးရများနေတဲ့စိတ်ကိုရည်ကျင်ပုဂ္ဂိုလ်တို့သည်တိုင်မဲ့တန်တိတတိပညာဖြင့်စောင့်ရှောက်နိုင်ကြပါပေကုန်၏တေထိုမိမိစိတ်ကိုတတိပညာနဲ့စောင့်ရှောက်နိုင်ကြတဲ့ပုဂ္ဂိုလ်တို့သည်မာရဗန္ဒနာကိလေသာမံကိုရင်းရန်ဆိုတဲ့အနှောင်ဖွဲကနေမောက္ခန္တိမောချကိန်းသေးလွတ်မြောက်ကြပါဘေကုံလိတ္တိဘုရားဟောတဲ့ဒီစိတ်ကြောင့်ဒေသနာနာရင်နဲ့မှန်လိုက်တာစိတ်ဆိုတာအဝေးကိုပြေရသည်လူကဒီမှာစိတ်ကဟိုမှာလို့မြတ်စွာဘုရားဟောကြားတာမှန်လိုက်တာတရားနာရင်နဲ့စိတ်ကလေးသူ့စိတ်ကလေးတရားပေါ်ရောက်မနေဘူးလားဘုရားဟောတဲ့တရားစီကနေသူ့စိတ်တခြားပြေးရဲ့လားဧကစရံတစိတ်ပြီးမှတစိတ်ဖြစ်တော့ဩဟုတ်တာပဲစိတ်ဆိုတာတစိတ်ပြီးမှတစိတ်ဖြစ်တာမှန်လိုက်တာလို့တရားနာရင်နဲ့သူဝိပဿနာရှုတာဘယ်လိုပါရှုတာတော့စိတ်ကလေးကတရားနာတဲ့အာယုံတစ်ခုတည်းပေါ်မှာငြိမ်နေတော့တမာရိယမလားဟုတ်လားတမာရိယလာတော့တရားနာရင်နဲ့သူ့စိတ်တွေဖြစ်ပြီးပြက်နေတာကိုမြင်တဲ့ပညာဝင်မလာဘူးလားတမာတိရှိတော့ပညာလည်းရှင်းလာတယ်သီလသမာဓိပညာသီလရှိတော့သမာဓိလည်းရှိလာတယ်အခုစိတ်ကလေးငြိမ်သက်သမာဓိရှိတော့သူ့စိတ်တွေယုံနံနေဖြစ်ပြီးပြက်နေတာကိုသူမြင်လာဖြစ်ပြက်မြင်လာတယ်သမာဓိရှိတော့ဗာမြင်လာတယ်ယထာဘုဒ္ဓဟောတိုင်းမှန်စွာဇာနာတိယုတ်တရားနံတရားတွေဖြစ်ပြီးပြက်သွားတာကိုသိနေတယ်ဖြစ်ပြက်ကိုသိတယ်ဘာကိုသိတယ်ယထာဘုဒ္ဓဟောတိုင်းမှန်စွာပတ္တိယုံနံတရားတွေကိုပေါ်ပြီးတော့ကိုပြောက်သွားတာကိုဝိပဿနာဉာဏ်မျက်လုံးနဲ့မြင်နေတယ်ဖြစ်ပြက်မြင်နေတယ်ဘာမြင်နေဘာရှိလို့မြင်တာသမာဓိရှိလို့အမှန်တိုင်းမြင်တာဘာရှိလို့အေးယထာဘုဒ္ဓဟောတိုင်းမှန်စွာဇာနာတော်ယုတ်တရားနံတရားတွေကိုဖြစ်ပြီးတော့ကိုပြတ်သွားတာကိုသိနေတော့ပတ္တတော်ယုံနံတရားတွေကိုပေါ်ပြီးတော့ကိုပြောက်သွားတာကိုဝိပဿနာဉာဏ်မျက်လုံးနဲ့မြင်နေသောယောဂီပုဂ္ဂိုလ်ဟာနိဗ္ဗိန္ဒတိယုံနံဖြစ်ပြဒုက္ခသစ္စာပေါ်မှာ
ညီငွေလာတဲ့နိဗ္ဗိန္ဒဉာဏ်ဘာဉာဏ်တက်ပြီပညာဆိုတာဒါကိုပြောတာမိမိယုံနံအမှန်တိုင်းသိတဲ့မြင်တဲ့ပညာပြောတာခင်ဗျားတို့တက္ကသိုလ်ကဘွဲ့တွေဒီဂရီတွေပြောတာမဟုတ်ဘူးသီလသမာဓိပညာအဲ့ဒါသာသနာရဲ့အနှစ်3ပါးမို့လားကိုသမာဓိရှိတော့နံပါတ်1အမှန်တိုင်းမြင်တဲ့ယထာဘူတဉာဏ်ဘာဉာဏ်လဲဖြစ်ပျက်ကိုမှန်ကန်စွာမြင်ပါများလို့ညီငွေလာတော့နိဗ္ဗိန္ဒဉာဏ်ဘာဉာဏ်နိဗ္ဗိန္ဒတော့ဉာဏ်ဖြင့်ယုံနံဖြစ်ပျက်ဒုက္ခသစ္စာတရားပေါ်မှာညီငွေလာသည်ရှိတော့ဝိရိဇတိဖြစ်ပြီးပြည့်နေတဲ့ယုံနံဒုက္ခသစ္စာပေါ်မှာတမဲ့မှုကင်းတယ်ဝိရာဂဉာဏ်ဘာဉာဏ်လဲမဲ့ဉာဏ်ပေါ်တယ်ဘာပေါ်လာတယ်အဲ့မဲ့ဉာဏ်ပေါ်တော့ဝိရာဂဝိမု စတိတမဲ့မှုကင်းသွားတဲ့အတွက်ကြောင့်စိတ်ကလေးဟာလွတ်မြောက်သွားတယ်ဖိုဉာဏ်မဲ့ဉာဏ်ပြီးတော့ဖိုဉာဏ်မဲ့ဖို့ဆိုတာကနိဗ္ဗာန်ကိုအာရုံပြုတယ်မဲ့ဉာဏ်ဖိုဉာဏ်ကဘယ်အာရုံပြုတာကိုင်ကိုယ်တော်လေးနိဗ္ဗာန်တွေ့မသွားဘူးလားအမှန်တိုင်းယုံနံပေါ်မမြင်ဘူးလားအဲ့တော့ပညာရမသွားဘူးလားအေးသောတာပန်တည်သွားတယ်သောတာပတ္တိမဲ့ပညာဖို့ပညာသူ့နှလုံးသားမှာရရှိသွားတယ်အဲ့ပညာရတာဘာရှိလို့လဲသမာဓိသမာဓိရတာလဲဘာရှိလို့လဲသီလရှိလို့သီလသမာဓိပညာတရားဆုံးတော့ကိုယ်တော်လေးသောတာပန်တည်တယ်ဆက်ပြီးအားထုတ်လို့သဂရဂါမိမဲ့ဖို့အနာဂါမိမဲ့ဖို့အရဟတမဲ့ဖို့ဆိုရင်ယဟန္တာဖြစ်မသွားဘူးလားယဟန္တာဖြစ်ရင်အမြင့်ဆုံးပညာမရဘူးလားအမြင့်ဆုံးဖြစ်တဲ့အရဟတမဲ့ပညာအရဟတဖို့ပညာကလောဘကိုလည်းတတ်တယ်ဒေါသကိုလည်းတတ်တယ်မောဟကိုလည်းတတ်တယ်ကိလေသာသိအောင်တတ်တာမဲ့ညာကိလေသာသိအောင်တတ်တာအမြင့်ဆုံးပညာဖြစ်ပါတယ်ပညာအစစ်မှန်ရင်ကိလေသာသိကိုသိရတယ်ကိလေသာမသိသေးရင်ပညာမစစ်သေးလို့ပေါ့အဲ့တော့ဦးဇင်းတို့ဓမ္မပရိသတ်တို့အလုံးဟာပုထုဇဉ်တွေဆိုတော့လောဘရောကုန်မလားဒေါသရောကုန်မလားမောဟရောကုန်မလားဟိုကိလေသာဒင်းကြမ်းတယ်ဒါကြောင့်ခင်ဗျားတို့ကျွတ်တို့ပူနေကြတာပေါ့ဟုတ်ပလားအဲ့ဒီအပူတွေဘယ်နေ့ငြိမ်းမလဲမေးရင်ကိလေသာသေတဲ့နေ့ငြိမ်းမယ်ကိလေသာဘယ်နေ့သေမှာလဲဆိုတော့မသိဘူးမလုံးနဲ့ကိလေသာကိုဘယ်သူကတတ်မှာတော့ပညာကတတ်မှာဘာကတတ်မှာတော့အဲ့ပညာရှိလာတဲ့နေ့ပညာကိုယ်စိတ်မှာရှင်လာတဲ့နေ့ကိလေသာသေမယ်ကိလေသာသေတဲ့နေ့အပူငြိမ်းတဲ့နေ့ပေါ့မှန်လားအေးဘာပဲပြောပြောဒီကိုယ်တော်လေးအပေတကားတော့ပိတ်မသွားဘူးလားပညာရသွားလို့သမာဓိကနေဘာရပါပညာရအေးအဲ့တော့သီလသမာဓိပညာဗုဒ္ဓဘာသာဟူသည်မှာဗုဒ္ဓဆိုတာဖယားဘာသာဆိုတာစကားဗုဒ္ဓဘာသာဆိုတော့ဖယားစကားကပိဋက3ပုံအနည်းချုပ်တော့သီလသမာဓိပညာအဲ့ဒီဟာဗုဒ္ဓဘာသာပဲအဲ့တော့မိမိတဏ္ဍာမှာဒီသီလသမာဓိပညာသိက္ခာ3ပါးဖယားစကားနားထောင်ပြီးတိုးပွားအောင်ကြိုးစားတဲ့သူမှန်သမျှဘာဘာသာဝင်လဲအေးမိမိတဏ္ဍာမှာအဲ့ဒီသိက္ခာ3ပါးတိုးပွားအောင်မကြိုးစားပဲ5ပါးသီလဗလာခြင်းသမာဓိကလည်းပဲဟလာကိုယ်နဲ့ကင်းပညာဉာဏ်ကလည်းဗလာခြင်းအဲ့လိုဖြစ်နေရင်မှတ်ပုံနေနဲ့ဘလောက်ရေးထားပြီမဲ့ဗုဒ္ဓဘာသာဝင်ပြီးသားပါမလားဗုဒ္ဓဘာသာဟူဒီမှာသီလသမာဓိပညာသိက္ခာ3ပါး
မိမိတဏ္ဍတိုးပွားအောင်ကြိုးစားနေရင်ဘာဘာသာဝင်လဲအဲ့တော့ဗုဒ္ဓဘာသာသာသနာတော်ကြီးနဲ့ကြုံရဖို့လွယ်ရလားဖယားတဆူပွင့်ဖို့လွယ်ရလားဖယားတဆူပွင့်ဖို့မလွယ်ရင်သာသနာပေါ်ဖို့ကိုလွယ်ရလားသာသနာပေါ်ဖို့မလွယ်ရင်ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ကိုလွယ်ရလားဗုဒ္ဓဘာသာဟူသည်မှာဆိုတာသဘောပေါက်ပြီလားအခုဓမ္မပရိသတ်များအားလုံးသာသနာတော်ကြီးနဲ့ရောမတွေ့ဘူးလားလူဘဝရောမရဘူးလားသာသနာကြီးညိုတဲ့တရားတရားကိုရှိမနေဘူးလားယဟန်ဘဝသီလရှင်ဘဝရခြင်းရောယူလို့မရဘူးလားခုဆောင်ရွက်တဲ့သူတွေကြိုးပမ်းဆောင်ရွက်ကြလို့ဘုရားရဲ့တရားသူတော်ကောင်းတရားတွေရောနာခွင့်မရဘူးလားဒုံလပဂျုံနေရပြီဒါတွေဂျုံနေပြီဒါပေမဲ့လို့တန်ဖိုးသိမှပဲတန်ဖိုးရှိမယ်တန်ဖိုးမသိရင်တော့ဖြင့်ဗုဒ္ဓဘာသာဘုရားအဆုံးအမသာသနာကျော်လွှားပြီးတဘဝလွန်မြောက်သွားလိမ့်မယ်ဒါကြောင့်မြတ်စွာဘုရားကနောက်ဆုံးမှာတမ်းမှာလဲအပ္ပမဒေနာသံပါတိထာမမဘူးလားဘိက္ခဝေသန္တရာဘိလမြည်ရေကိုမြောတွေးရှင်ညာအိုခြင်သားခြင်သမီးတို့အပ္ပမဒေနာမမေးမလျော်မပေါ့မဆအပ္ပမရခေါ်တဲ့တတိတရားဖြင့်တပ္ပကိစ္စအနိပြုပဲကိစ္စမှန်သမျှတို့ကိုတံပါရိထတနေ့တည်းတနေ့ပေါ်၍ပြည့်စုံစေကြကုန်လော့လောကသမင်လောကမှာဘုဒ္ဓဘာတော်တပ်ပင်ညုဖျားထင်ရှားပွင့်ရသာသနာရောင်ဝင်ပြောင်းထွန်းပခေတ္တလဆိုတာဒုံလဘောကဘာများစွာလုံးလေးပါးလည်းတခါတယံတွေးကျင်းပန်းဖို့အမှန်မဟုတ်ချခဲရင်လာ၏မနုဿတ္တဘာဝတကြိမ်တကလူတို့ရွာတွင်မိကစင်စစ်လူအဖြစ်လူဘဝဆိုတာဒုံလဘောကဘာများစွာလုံးလေးပါးလည်းတခါတယံတွေးကျင်းပန်းဖို့အမှန်မဟုတ်ချခဲရင်လာ၏တတ္တံတံပတ္တိသာသနာကြည်ညိုမိကိုအားထားယုံကြည်မှုတရားတရားအစစ်နဲ့ပြည့်စုံမှုဆိုတာဒုံလဘာရခဲ့လာပါပြီပပ္ပစိတဘာဝသာသနာပေါင်းတွင်ဘာဝရှင်မြန်ရှင်ယဟန်အဖြစ်ဆိုတာဒုံလဘောကဘာများစွာလွန်လေပါတဲ့တခါတယံတွေ့ကျင်းပန်းဖို့အမှန်မဟုတ်ချခဲရင်လာ၏တတ္တမတ္တဝနံသစ္စာသိမြင်သူတော်စင်တို့သောတင်ညွန်ကြသစ္စာလေးပါးမြတ်တရားကိုဈာနာမတ္တရခြင်းကျင့်သုံးရခြင်းဆိုတာအတိတော်လဘံကဘာများစွာလွန်လေးပါးလေတခါတယံတွေ့ကျင်းပန်းဖို့လွန်စွာမဟုတ်ချခဲရင်လှပါတယ်လို့တထာနလူတို့ဆရာဘုရားရှင်သည်ဒီနေနေစဉ်နေတိုင်းဩဝါဒီကရုဏာရှိရှုဆုံးမတော်မူခဲ့ပါပေသတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓဘာသာဟူသည်မှာဆိုတဲ့တရားပြပါပြီနှစ်ညဓမ္မပိုင်းဒုတိယပိုင်းစုံသွားပါပြီဒီတရားနာကြားခွင့်ရကြသမျှဓမ္မပရိသတ်များအားလုံးဗုဒ္ဓဘုရားတဆူပွင့်ထုံးဖို့မလွယ်ဘူးဗုဒ္ဓအဆုံးအမသာသနာပေါ်ဖို့မလွယ်ဘူးဒီသာသနာနဲ့ကြုံပြီးဗုဒ္ဓဘာသာဝင်ဖြစ်ရဖို့မလွယ်ပုံတွေကိုသိမြင်နားလည်ပြီးခုသာသနာနဲ့ကြုံလို့လွတ်ဖြစ်လွတ်ဘဝရတော့မှသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာသုံးပါးအကျင့်တရားမိမိတို့တဏ္ဍာမှာတနေ့တခြားတိုးပါအောင်ကြိုးစားနိုင်ကြ၍အပူခတ်သိမ်းငြိမ်းရာနိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓု